မင်္ဂလာပါရှင်ဒီနေ့တော့ special notice ဆိုတဲ့ Facebook စာမျက်နှာကနှလုံးအတွက်အကောင်းဆုံးလေ့ကျင့်ခန်းဆိုတဲ့စောင်းမလေးကိုပြောပြပေးသွားမှာပါနှလုံးအတွက်အကောင်းဆုံးလေ့ကျင့်ခန်းလူအများစုကမသိနိုင်ပါဘူးနေ့တိုင်းခြေပြားကိုအကျဉ်းကြီးအနှဲငယ်များထောက်ပြီးအပေါ်အောက်လှုပ်ရှားပေးခြင်းဟာသွေးလေပြန်လေအားဖြစ်ပြီးတဲ့ကိုယ်နေဟန်တာတစ်ခုဖြစ်ပြီးတိုင်းရင်းစည်းဆရာတွေနဲ့ခေတ်သစ်ဆရာဝန်တွေနှစ်ဦးစလုံးကနှလုံးအတွက်အကောင်းဆုံးလို့သဘောတူကြပါတယ်။ဘာကြောင့်အရေးကြီးတာလဲ။ဘာလို့လဲဆိုတော့ခြေသလုံးကြွက်သားဟာကျွန်တော်တို့ရဲ့ဒုတိယနှလုံးဖြစ်နေလို့ပါပဲ။သူတို့ရဲ့လှုပ်ဆောင်ချက်ကခြေပြားကနေနှလုံးစီသွေးတွေကိုပြန်လည်ဆုပ်ယူပေးဖို့ပါ။မလှုပ်ရှားရင်သွေးတွေစုပုံပြီးဝေဒနာများစွာဖြစ်ပေါ်နိုင်ပါတယ်။ဥပမာခြေထောက်ရောင်ရမ်းတင်းမာလေးလံတာသွေးပြန်ကြောထုံးတာသွေးလေစီးဆင်းမှုမကောင်းလို့မူးဝေလွယ်တာအားအင်ကုန်ခန်းလွယ်တာတွေကိုခြေပြားထောက်ခြင်းကဘာတွေအထောက်အကူပြုနိုင်ပါလဲခန္ဓာကိုယ်ထဲမှာသွေးနဲ့လေပတ်မှုကိုလှုံ့ဆော်ပေးခြင်းအညစ်အကြေးသွေးစုပုံမှုကိုလျှော့ချခြင်းနှလုံးအလုပ်လုပ်တာကိုပေါ့ပါစေခြင်းခြေချင်းဝဲခြေသလုံးဒူးတို့ကိုတမစေခြင်းတို့ဖြစ်စေပါတယ်ထိုင်းတိုင်းရင်းစီရှုထောင့်အရာသွေးလေကောင်းမွန်စွာစီးဆင်းတဲ့အခါလေဓာတ်ကောင်းမွန်စွာလှည့်ပတ်ပါတယ်ခန္ဓာကိုယ်တွေကမိဓာတ်မျှတတဲ့အခါအစာချေစနစ်ပိုကောင်းလာပါတယ်ခန္ဓာကိုယ်တက်တောင့်တက်တာဖြစ်တဲ့အခါအိပ်ဆက်ခြင်းကပုံပုံနဲ့ဆိုင်ပြီးတက်တောင့်တက်တာဖြစ်စီတာပါဒါကြောင့်ခြေပြားထောက်ခြင်းကကိုယ်လက်လှုပ်ရှားမှုတစ်ခုမျှသာမဟုတ်ဘဲခန္ဓာကိုယ်ထဲမှာလေမီးနဲ့ဘဝစွမ်းအင်ကိုနှိုးကြစေတာဖြစ်ပါတယ်အိမ်မှာလေ့ကျင့်မှုလွယ်ကူတဲ့နည်းလမ်းများ1တဲ့ရက်ပါဟန်ချက်ထိနိုင်ဖို့ထိုင်ကုန်နောက်ကျောသို့မဟုတ်နံရံကိုကင်ထားပါ2ခြေပြားကိုအမြင့်ဆုံးအထိထောက်ပြီး2စက္ကန့်ကနေ3စက္ကန့်ခဏလေးရပ်ထားပါ3ဖြည်းဖြည်းချင်းခြေဖနှောက်ကိုကြမ်းမြင်တဲ့ထိသည့်အထိပြန်ချပါ4ဇက်တိုက်10ချိန်15ချိန်လုပ်ပါမိနစ်နဲ့ညနေကို2ချိန်3ချိန်လောက်လုပ်ရင်သင့်တော်ပါတယ်လျှို့ဝှက်ချက်ကတော့လေ့ကျင့်ခန်းမစခင်ရေနွေးတဖန်ခွဲတောက်ခြင်းပဲဖြစ်ပါတယ်ခန္ဓာကိုယ်ရဲ့လေဓာတ်ကိုပိုမိုကောင်းမွန်ရွေ့ရှားစေတာပါအချုပ်အားဖြင့်တော့ခြေပြားထောက်ခြင်းကအောက်ပိုင်းနှလုံးကိုဂရုစိုက်ခြင်းသွေးလေစီးဆင်းမှုကောင်းမွန်ခြင်းကျန်းမာရေးပြန်လည်လန်းဆန်းခြင်းပဲဖြစ်ပါတယ်ကိရိယာတွေမလိုအပ်ပါဘူးအချိန်အများကြီးမလိုပါဘူးနေ့တိုင်းဖြည်းဖြည်းချင်းခြေပြားထောက်ရုံနဲ့ခန္ဓာကိုယ်ကပေါ်ပါလန်းဆန်းပြီးကိုဘဝတည်တစ်ခုပေးလိုက်တယ်လို့ဖြစ်ပါလိမ့်မယ်အားလုံးပဲကျန်းမာရှင်လန်းကြပါစေရှင်